ကာကွယ်ရေးဥချုပ်ကိုဘယ်သူကခန့်တယ်လဲတိတ်ကောင်းတဲ့မေကောဟာဆရာရဲ့လို့ကျွန်တော်ဟောတဲ့ထဲပါမသွားလို့သူကအဲ့ဒါကိုသိချင်လို့ပြိတ္တကိုလည်းသိစေချင်လို့တော်တော်များများဝင်ကြီးတွေကိုသမရခန့်ပါတယ်ခေါနာက3ယောက်တော့အရေးကြီးတဲ့3ယောက်တော့ကာကွယ်ရေးဥချုပ်ကခန့်သမရကတရားသူကြီးတို့လည်းသူခန့်တယ်တရားသူကြီးတွေလည်းသူခန့်တယ်စင်းစစ်ချုပ်သူခန့်တယ်ရှစ်နေချုပ်သူခန့်တယ်အများကြီးပဲသမရခန့်နိုင်တဲ့အာဏာဒါပေမဲ့အဲ့ကျွန်တော်တို့သမရကြီးကကာကွယ်ရေးဥချုပ်ကိုမခန့်နိုင်ဘူးတိတ်အောင်ဖို့ကောင်းတယ်ပုံမှန်342မှာပါတယ်ကာကွယ်ရေးဥစည်းချုပ်ကိုကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဤထောက်ခံချက်ဖြင့်သမရကခန့်ရမည်တဲ့သမရကခန့်ရမယ်ဆိုစာလေးကလှလိုက်တာသမရခန့်နိုင်တယ်လို့ထင်တာမဟုတ်ဘူးသမရကအမိန့်ထုတ်ပေးရမှာဘယ်သူခိုင်းတဲ့အတိုင်းတော့ကာလုံကခိုင်းတဲ့အတိုင်းကာလုံရဲ့အာဏာဘယ်သူလက်ထက်မှာတော့ကာကွယ်ရေးဥစည်းချုပ်လက်ထက်မှာဒါလို့ဆိုကာကွယ်ရေးဥစည်းချုပ်ကိုဘယ်သူခန့်မှာတော့အဲ့ဒါစာအုပ်ထဲမှာပါတဲ့အတိုင်းပဲအဲ့ဒါစာအုပ်ထဲကစာပဲ